ကဲဒီနေ့မှာတော့အမဲကြော်လေးကိုဆက်ဆက်လေးကြော်ပါမယ်အရင်ဆုံးဝယ်လာတဲ့အမဲသားတွေကိုအပြားလေးတွေလှီးထားလိုက်ပါမယ်တူတူလေးချလို့တကယ်အာမရနိုင်တယ်ရင်မသေးကြတီးခွင့်ပေးပါကွယ်ရင်ခုန်ခြင်းပြီးရင်တော့လှီးထားတဲ့အမဲသားပြားလေးတွေကိုအချောင်းသေးသေးလေးရအောင်လှီးထားလိုက်ပါမယ်ပြီးရင်တော့ရေတေချဆေးပြီးတော့ရေစစ်ထားလိုက်ပါမယ်အသားရေစစ်ထားတော့မှပဲဂျင်းကြက်သွန်ဖြူထောင်းထားပါမယ်သားထဲကိုစားပင်ငမြက်ရေအကြီးစနွင်းမုတ်နှဲငယ်မြစ်သီးမုတ်နှဲငယ်ပင်ငမြက်ရေအနောက်နှဲငယ်မွေးတော့အောင်ရှော့ကောလေးရေထောင်းထားတဲ့ဂျင်းကြက်သွန်ဖြူရေလေးတွေထည့်ပြီးတော့တမသွားအောင်နေထားလိုက်ပါမယ်သားထဲကိုအရသာတွေစိတ်ဝင်သွားတဲ့အထိကြကြလေးနေထားပေးရပါမယ်သားနူးလွဲအောင်ရှာလကာရေလေးပါထည့်ပြီးတော့တနားရီလောက်နှက်ထားလိုက်ပါမယ်တနားရီလောက်နှက်ပြီးရင်တော့အသားတွေကိုကြော်ဖို့အဆင်သင့်ဖြစ်ပါပြီ။အိုးထဲကိုအသားတွေကိုထည့်လိုက်ပါမယ်။စီမထည့်ပဲနဲ့ဒီတိုင်းလေးတည်ထားလိုက်ပါမယ်။အသားထွက်လာတဲ့အရည်နဲ့ပဲတည်ထားလိုက်ပါမယ်။ပြီးရင်တော့ရေလေးအနည်းငယ်ထည့်လိုက်ပါမယ်။ရေခမ်းသွားရင်တော့စီလေးမြင်းများထည့်ပြီးတော့မြင်းမြင်းလေးနဲ့ကြော်ထားရပါမယ်။လိုချင်တဲ့အနေထားရပြီဆိုရင်တော့ပူမွှေးသွားအောင်ဂျင်းကြက်သွန်ဖြူထောင်းထားတာလေးထည့်လိုက်ပါမယ်ဂျင်းကြက်သွန်ဖြူနဲ့လေးမွှေးလာပြီဆိုရင်ဆက်ဆက်လေးစားချင်တဲ့အတွက်ကြောင့်မလို့ငရုတ်သီးမှုန့်လေးထည့်လိုက်ပါမယ်ဒါဆိုရင်တော့မွှေးဆက်ဆက်လေးနဲ့အမဲကြော်လေးရပါပြီရှင်